တနိုင်ငံလုံးတီးခြားတဲ့ရှိုးဝဲသတင်းတွေကိုအရေးပေါ်သင်းဆက်ပေးကြပါရယ်အခုတခါမှာတော့တနိုင်ငံလုံးကမြန်မာပြည်သူတွေဟာဆိုရင်တော့ဖြစ်ရခိုင်ပြည်နယ်မှာဒါမြောက်ဦးပြည်သူစေးဝင်ကြီးကိုစစ်ကောင်စီကမှုဖြစ်သွားအောင်ဒါဘုံကြီးနဲ့ဗျာပေါင်900ဘုံကြီးနဲ့ကျဲပြီးတော့ပြည်သူတွေကိုသက်ဖြစ်တဲ့ကိစ္စအယုံရောက်နေကြတဲ့အချိန်မှာပဲမေအောင်လိုက်တို့ကအဲ့ဒီအပေါ်မှာအာယုံနဲ့လွဲအောင်လားဒါမှမဟုတ်တကယ်လားเนาะဒါတတွင်းတွေကနေရွေးချက်ရှိသတင်းဖြန့်နှံ့လာတာကတော့ဒေါအောင်ဆန်းစုကြည်ရဲ့ကြားမရေးချီနေပဲဒေါအောင်ဆန်းစုကြည်ရဲ့เนาะအသက်80ကျော်ဒေါအောင်ဆန်းစုကြည်ရဲ့ဒါရေးမချရဘူးねကျွန်တော်တို့နှစ်နာရီနာရေးချနေရတယ်เนาะဆိုတော့အခုဘာဖြစ်နေလဲဆိုတော့ဒေါအောင်ဆန်းစုကြည်ကိုဆေးရုံတင်ထားတာ3လရှိပြီဆိုတဲ့အနေအထားမျိုးသတင်းတွေဖြန့်နှံ့လာနေရပါเนาะဓာတ်တွင်းတွေကပေါ့လေဆိုတော့ဒေါအောင်ဆန်းစုကြည်ဒါဆေးရုံပေါ်မှာစေဝါကုသမှုခံယူနေရတယ်เนาะဒါမျက်နှာပေါ်မှာဒဏ်ရာတွေလက်ပေါ်မှာဒဏ်ရာတွေနဲ့အတူတူเนาะကျွန်တော်တွေ့ရတယ်ပေါ့เนาะဆိုတော့စစ်ကောင်စီကဘာ channel လဲမသိဘူးပြီးတော့ဒီကနေ့မှာထူးခြားစွာပဲမြောင်းနိုင်ကဒါမြမရေးနဲ့ပတ်သက်ပြီးဒေါအောင်ဆန်းစုကြည်ကိုအဖြစ်တင်သွားတာကဒီအခုဒီကမ္ဘာ့ဘဏ်ကပေါ့ဗျာမြန်မာနိုင်ငံကလုံးဝအခြေအနေမှန်ဖို့ဒီတိုင်းသာဆက်သွားနေမယ်ဆိုရင်ဒေဝါလီခံရနိုင်မယ်အနေထားเนาะကျွန်တော်တို့စီးအေးအခြေအနေတွေကဒီလိုမျိုးသာဆက်သွားရင်အခြေအနေမှန်ဖို့လို့ထုတ်ပြန်လိုက်တာဖြစ်တယ်ဆိုတော့အခုကမ္ဘာ့ဘဏ်ရဲ့ပြောချက်ချက်ကိုမြောင်းလိုက်ကဘာတုံ့ပြန်ထုတ်ပြန်လိုက်လဲဆိုရင်မြန်မာနိုင်ငံအခုလိုမျိုးစီးပွားရေးကျဆင်းနေရတာเนาะပြီးတဲ့ခါကျတော့မြန်မာနိုင်ငံအခုလိုမျိုးအခြေအနေဆိုးရအောင်လုပ်ခဲ့တာက LND အစိုးရဖြစ်ပြီး LND အစိုးရကနိုင်ငံနဲ့မကိုက်ညီတဲ့နိုင်ငံသားအကြံပေးအရာရှိတွေကိုဒါအကြံဉာဏ်အတိုင်းဩဇာခံเนาะဒါဆောင်ရွက်လိုက်တာကြောင့်အခုလိုမျိုးနိုင်ငံကအခြေအနေဆိုးရရတာဆိုပြီးတော့ဒါကြီးညာလိုက်တာပေါ့เนาะနောက်တစ်ခုအဲ့ဒါကတော့မြောက်ပြည်ဒေါနာတောင်ချီမှာဗျာเนาะဒေါနာတောင်ချီကြီးမှာအဲ့ဒီမှာဒါမင်းအွန်လိုင်းတို့က BGM နဲ့ပူးပေါင်းပြီးတော့ကြားဖြတ်အဆောက်အုံအသစ်တွေကိုအရှိန်အဟုန်နဲ့ဗျာဒါနေချင်းညချင်းကိုတီးဆောက်နေပြီးတော့အဲ့ဒီမှာကြားဖြတ်လုပ်ငန်းကြီးကိုပြန်လည်ပြီးတော့အကောင့်တွေပေါ်မှာဖြစ်ကြောင်းအခုကကေဘတ်တို့เนาะပြီးတဲ့ခါကျတော့ရှုကုကူမျိုးတစ်တို့အဲ့ဒီမှာဖြစ်စီပြတာတွေကအယောင်ပြတာဖြစ်တယ်တဲ့เนาะဆိုတော့လူကိုလည်းမဖမ်းပြဘူးမဖမ်းပြတဲ့အပြင်เนาะဟိုဖုန်းတွေကွန်ပျူတာတွေကိုတက်ကြိတ်ပြတယ်ဖုန်းတွေကွန်ပျူတာတွေကအချိန်မျိုးဝယ်လို့ရတယ်အဓိကအဖြစ်ခေါင်းဆောင်တွေကိုဖမ်းရမှာကူကခေါင်းဆောင်တွေကိုအကုန်လုံးဒါခေါ်သွားပြီအခုဒေါနာတောင်ကြီးမှာကြားဖြတ်လုပ်ငန်းတစ်ကြီးကိုစတင်တီထောင်လိုက်ပြီးဖြစ်ကြောင်းလည်းကြားသိရပါတယ်ဗျာ